အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့လောပင်းခက်မှန်ချက်များ YouTube channel ကနေပြီးတော့ဘောလုံးဝါနာရှင်မိတ်ဆွေများကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးမှာဒါကျွန်တော်ကစနေညမှာရှင်မြန်ကစားမယ်ပွဲစဉ်အများကြီးနေပြီးတော့ပွဲစဉ်နှစ်ပွဲပေါ့နော်ဘယ်ပွဲလဲဆိုရင်အင်္ဂလန်ပရီးမီးယားလိဂ်ကဒီ Everton နဲ့ Crystal Palace တင်ရဲ့ပွဲစဉ်ရယ် CEA က Genoa နဲ့ Napoli တင်ရဲ့ပွဲစဉ်တွေကိုကျွန်တော်ကရွေးချယ်ခက်မှန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမပွဲစဉ်မှာတော့ဒါကျွန်တော် Everton နဲ့ Crystal Palace တင်ရဲ့ပွဲစဉ်မှာလက်ရှိ Asian တင်ကနေပြီးတော့ level 50အရှုံးပေးရတယ်ကိုပေါင်းကြီးက2အရှုံးပေါ့နော်အဲ့တော့ဒီပွဲစဉ်ကဒါကျွန်တော်တို့ဒီဥရောပစံတော်ချိန်ညနေ4နာရီမှာရှင်မြန်ကစားဖြစ်ပြီးတော့မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ဒါကျွန်တော်တို့ဒါည8နာရီခွဲမှာရှင်မြန်ကစားဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်လက်ရှိခြေစွမ်းနေရအောင်ပေးရကြေးရအောင်ကျွန်တော် Crystal Palace ကိုကြိုက်တယ်။ဘာကြောင့်လဲဆို Everton အသင်းနေတဲ့ Crystal Palace ကိုအိမ်ခွင်းမှာဒီထက်ပိုပြီးတော့ကြေးပြင်းတင်တယ်လို့ကျွန်တော်ကမြင်တယ်။ level 3မှတ်ရှုံးဒါမှမဟုတ်တေရှုံးနေပေးတင်တယ်လို့ကျွန်တော်ကယူဆတယ်။နောက်ပြီးတော့ Crystal Palace ကပြီးခဲ့ရာသီက Conference League ကိုဒါပူပူနွေးနွေးယူထားတဲ့အသင်းနဲ့ဖြစ်တယ်။ဒါနီးပြထွက်သွားပြီဆိုရင်မဲ့ဒါ Crystal Palace အနေနဲ့လုံးဝအထိုင်ပြတ်မလို့ကျွန်တော်ကတော့မထင်ဘူး။ဒီညဒါဘလို့ပဲEverton အသင်းရဲ့ဒါအိမ်ခွင်းမှာ Crystal Palace အနေနဲ့အနည်းဆုံးတေကြမယ်လို့ကျွန်တော်ကတော့ယူဆတယ်။အဲ့တော့ကျွန်တော်ရဲ့ရွေးချယ်မှုပထမပွဲစဉ်ကတော့ကျွန်တော်တို့ဒီအင်္ဂလန်ပရီးမီးယားလိဂ်က Everton နဲ့ Crystal Palace တင်ရဲ့ပွဲစဉ်မှာကျွန်တော်ကတော့ Crystal Palace body ကိုကြိုက်ပါတယ်။နောက်ဒုတိယပွဲစဉ်ကတော့ကျွန်တော်တို့ Italy Serie A က Genoa နဲ့ Napoli တင်ရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာလက်ရှိ Napoli ကနေပြီးတော့ level 90ရှုံးပေးရတယ်။ကိုပေါင်းကြီးကကျွန်တော်တို့250ရှုံးဖွင့်ထားပါတယ်။အဲ့တော့ဒီပွဲစဉ်ကဒါကျွန်တော်တို့ဒီဥရောပစံတော်ချိန်ညနေည8:45မှာရှင်မြန်ကစားပြီးတော့မြန်မာစံတော်ချိန်ဆိုရင်တော့ည9:15မှာရှင်မြန်ကစားမဲ့ပွဲစဉ်မှာအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါင်းအောက်ပဲကြိုက်တယ်။ဘာကြောင့်လဲဆိုတော့နာပိုလီတင်းနေနဲ့ပြီးခဲ့ရသည်ကဒါတက်စစ်ပိုင်းတွေကောင်းပြီးတော့ခန်းစစ်ပိုင်းတွေပွင့်ပြီးတော့ဂိုးပေါင်းပေါ်ရအများကြီးကစားခဲ့တာကိုဒါရာသီသိန်းကန်လေးမှာသတိထားမိတဲ့မိတ်ဆွေတွေသိပါလိမ့်မယ်။တစ်ဖက်ကဂျီနိုဝါအသင်းကတော့ခန်းစစ်ကစားပုံအတော်လေးအားသာတဲ့အသင်းဖြစ်တယ်။နောက်ပြီးအိမ်ဝင်လည်းဖြစ်တယ်။ဒီချိန်တွေမှာဒါနာပိုလီစီကနေပြီးတော့တီတမတ်ရအောင်ခွဲစားဖို့အတွက်ခန်းစစ်ပိုင်းကိုပြင်ဆင်ပြီးကစားမယ်လို့ကျွန်တော်ကမြင်တယ်။နောက်ပြီးတော့နာပိုလီနဲ့ပြီးခဲ့တဲ့ရာသီကော်ဝနီမှာခက်စစ်ပိုင်းအရန်ပွင့်နေတာကိုဒီရာသီမှာအထူးပြစ်စင်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်။ဒါကြောင့်မို့ဒီပွဲစဉ်မှာဒါအဖွင့်ပွဲစဉ်လည်းဖြစ်တဲ့အိမ်ကွင်းမှာလည်းဖြစ်ကြပါဂျီနိုဝါအနေနဲ့နာပိုလီကိုသတိထားပြီးကစားမယ့်အနေထားရဲ့နောက်ပြီးတော့နာပိုလီတင်းနေနဲ့ပြီးခဲ့ရာသီကသူတို့ရဲ့ဒါပွင့်ထွက်နေတဲ့ခက်စစ်ပိုင်းကိုဒီရာသီမှာအထူးပြစ်စင်ပြီးတော့ကစားလာမယ့်အနေထားတွေကြောင့်ရဲ့နောက်ပြီးတော့ body ကြီး level 90တေရှုံးနီးပါးကြီးမှာဒါကိုပေါင်းကြီး250 240ဆိုတဲ့ကြီးရဒါဒီပွဲစဉ်ကဝမထက်မကျော်ဘူးလို့ကျွန်တော်ကမြင်တယ်အဲ့တော့ကျွန်တော်ရဲ့ယူဆချက်ရွေးချယ်မှုရဒီCCA ကဂျီနိုဝါနဲ့နာပိုလီတင်ရဲ့ပွဲစဉ်မှာကျွန်တော်ကိုပေါင်းအောက်ကိုကြိုက်ပါတယ်အဲ့တော့ဒီညအတွက်ဒါကျွန်တော်ရဲ့ YouTube channel မှာရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်နှစ်ပွဲကတော့ကျွန်တော်ပရီးမီးယားလိဂ်က Everton နဲ့ Crystal Palace တင်ရဲ့ပွဲစဉ်မှာကျွန်တော် Crystal Palace body ကြိုက်တယ်နောက်ဒုတိယပွဲစဉ်က CCA ကဂျီနိုဝါနဲ့နာပိုလီတင်ရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ကျွန်တော်တခြားပွဲစဉ်ခက်မှန်ချက်တွေကိုတော့ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ဒီ Facebook page နဲ့TikTok ကောက်မှာတင်ပေးထားဖြစ်လို့တောက်ကြည့်ရှုပြီးအားပေးကြပါအောင်လို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်နောက်ပြီးတော့ Telegram free channel ကိုမ join ရသေးတဲ့မိတ်ဆွေများရှိရင်လည်း join ပေးကြပါ Telegram free channel မှာလည်းကျွန်တော် Facebook page link တွေရော TikTok ကောက် link တွေရောတခြားပွဲစဉ်သုံးချက်တွေကိုတော့ကျွန်တော်အနိကအနေနဲ့အကြိုက်တွေ့တဲ့ပွဲတွေကိုပုံမှန်တိုင်းမျှဝေပေးသွားဖြစ်လို့အခမဲ့ဝင်ရောက်ကြည့်ရှုပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဘောလုံးဝါနာရှင်မိတ်ဆွေညီကိုများအားလုံးပဲစနေညမှာလည်းရွေးချယ်မှုတွေမှန်ကန်ပြီးတော့အဆင်ပြေကြပါစေလို့ကျွန်တော်ကဆုတောင်းပေးလိုက်ပါတယ်